နားထောင်ပြောပြမယ်တိုရီကိတ်ကိုရှောက်လို့မှယူကာတာဝတ်ပြီးရှောက်မလဲခဲ့ရင်အိမ်ကိုပြန်မလာနဲ့လူတော်များများကဂျပန်ရိုးရာဝတ်စုံဝတ်ပြီးဆိုလို့ရှိရင်ကီမိုနိုလို့ပဲထင်ကြတယ်တကယ်တော့ကအခုဝတ်ထားတာကယူကာတာပါကီမိုနိုဆိုတာပိုးသားနဲ့လုပ်ထားတာဖြစ်ပြီးတော့အထက်ထက်တွေအများကြီးနဲ့ဝတ်ရတဲ့ဝတ်စုံမှာအခုလိုမျိုးတာမန်အချိန်မျိုးသူ့တစ်ပြည့်နှွေးရသည်လို့ပူတဲ့အချိန်တွေမှာပေါ့ပဝတ်ဖို့အတွက်ကစီသားနဲ့လုပ်ထားတဲ့ယူကာတာပါရှေ့ကဆိုလို့ရှိရင်ဂျပန်လူမျိုးတွေကရေချိုးပြီးရင်အိမ်နေဝတ်တဲ့အဝတ်အစားအနေနဲ့စခဲ့တာဖြစ်ပြီးတော့ဒီနောက်ပိုင်းမှာစီကားပြီးတော့လေပတ်စရာနေရာတွေမှာဝတ်လာကြရင် tourist attraction တစ်ခုလိုဖြစ်လာတာဖြစ်ပါတယ်ဈေးကတော့ငှားတာမြန်မာငွေ3သိန်းရန်9000ဝေးကျင်လောက်ကပြီးတော့စားရှိပါတယ်အဝတ်အစားတင်မကပဲနဲ့ကိုနဲ့လိုက်မဲ့ဖက်အိတ်နဲ့ accessory လေးတွေပါကိုစိတ်ကြိုက်ရွေးလို့ရသေးရဲ့နော်ယူကာတာပဲဖြစ်ဖြစ်ကီမိုနိုပဲဖြစ်ဖြစ်ဝတ်တဲ့အခါမှာလုံးဝအမှားခံလို့မဖြစ်တဲ့အချက်လေးချက်လေးရှိသေးတယ်သူတို့ဒလိအရာဘယ်ဘက်ကော်လာကညာဘက်ကော်လာအပေါ်ကနေအုပ်ပြီးတော့အမြဲဝတ်ရပါမယ်ကဲ၍ညာဘက်အပေါ်ကထားပြီးဝတ်မိရင်တော့ဂျပန်မှာအတုပချတဲ့အခါမှာဝတ်ပြီးတဲ့ဝတ်စုံဖြစ်သွားပါဒါကြောင့်ဂျပန်လူမျိုးတွေက tourist တွေကိုဝတ်ပြီးတဲ့အခါမှာလဲတေးချလေးတင်ပေးကြပါတယ်နောက်ဗီဒီယိုမှာဂျစီကာဘယ်တွေတော့အောင်လဲဘာတွေ try အောင်လဲဆိုတာဆက်ကြည့်ပေးကြပါအောင်နော်တတာ